အသက်ဘယ်လောက်ရှိပြီ80အသက်80အောင်ရှိပြီဟုတ်တယ်တားသမီးမရှိဘူးလားမရှိဘူးအမေကြီးဦးကြီးလောက်ကျွေးနေအမေအိုတော်ထက်လောက်ရွှေနေရဟိုက100ကျော်ပြီလေဟုတ်တလားဟုတ်တယ်105နှစ်ကျမ်းမလိုက်တာရောဟုတ်တယ်ဟိုတလုံးတော့ကျွန်မသိပြီးတော့အောင်းမေးတာအပေါ်ရက်ကနေတော့ဟိုရင်းနေမာလုံးပေါ်လေးတွေတုတ်ထားတော့ချော်ပြီးတော့ကြာပြီးတော့မလီညောက်ဆဲဦးတော့ဆရာဝန်ဘယ်လိုပြောတော့လိမ့်မကြသိနေတဲ့အခုဆိုတော့ဆက်လို့လည်းမရဘူးတဲ့ချိုးရုံပဲရှိတယ်တဲ့အယိုးအဲ့သွားတာငါအမေတော်ပြန်လှုပ်ကျွေးနေတယ်ဟုတ်ပြီဟုတ်ပြီလုံးကျွေးလို့မယောက်ျားလှုပ်ကျွေးတာကျေးဇူးရှိဘူးအဲ့လေမအေးလှုပ်ကျွေးတာကျေးဇူးရှိတယ်ဒါပဲဟုတ်တယ်ယောက်ျားကမေးသမီးမဟုတ်ဖို့ပေးလိုက်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့3 4 5ဝေးစီလေးကံပြောအာယူပြီးရိုက်တာရသမီးလူလိုက်တာအမေကိုနော်2သိန်းအမေရဟုတ်ကဲ့လူတာ3ပါရှင်တာလူကွဲဒီလူတာ3ပါရှင်လူနိုင်ပါစီတားနိုင်ပါလေကွဲဒီတော့ဆုမပြပါစီရှင်ကဲကြည်စမ်းအသက်80အဖွားကအသက်105နှစ်အမေကိုလှုပ်ကြွေးနေတာနော်ပြောသွားတဲ့စကားကိုအားလုံးကြားတဲ့အတိုင်းပဲယောက်ျားကိုလှုပ်ကြွေးလို့ကျေးဇူးမရှိဘူးတဲ့အမေကိုလှုပ်ကြွေးမှကျေးဇူးရှိတာတဲ့မှန်တယ်နော်လူရည်လို့ဖြစ်လာပြီဆိုရင်မိဘရဲ့ကျေးဇူးကိုသိပြီးမိဘကိုပြုစုလှုပ်ကြွေးဖို့လိုတယ်မိဘကိုပြုစုလှုပ်ကြွေးမှပဲအဲ့ဒီပြုစုလှုပ်ကြွေးတဲ့သားသမီးကိုသားကောင်းသမီးကောင်းလို့ခေါ်တယ်နော်မိဘကိုပြုစုလှုပ်ကြွေးတဲ့သားသမီးတွေဟာတေလွန်တဲ့အခါမှာလည်းပဲလက်ရွာသူကတိတို့လာရောက်ရတယ်မိဘကိုပြုစုလှုပ်ကြွေးခြင်းမရှိပဲမိဘကိုပြစ်ထားတဲ့သားသမီးတွေကိုသုဒ္ဓနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကယောမာတရံပိတရံဝါဇိနကံကတယောပနံပဟုတန္တောနဗရတိတံစညာဝတ္တလောဣတိယောနရောအကျဉ်သူသည်ဇိနကံအိုမင်းထသောကတယောပနံပစ္စည်းမအရွယ်သို့ရောက်ထသောမာတရံဝါအမေကို၎င်းပိတရံဝါအဖေကို၎င်းပဟုစွမ်းနိုင်သည့်တန်တော်ဖြစ်ပါလျက်နဗရတိမကြွေးမွေးမပြုစုတန်ထိုသူကိုဝတ္တလောဣတိသူယုတ်မာဟု၍ဇင်ညာတိယဤလို့ဟောကြားတော်မူတယ်အတိဘယ်ကအိုမင်းရင်ရော်ပြီးနောက်ဆုံးအရွယ်သို့ရောက်နေတဲ့အဖေနဲ့အမေကိုပြုစုလှုပ်ကြွေးနိုင်တဲ့သူဖြစ်ပါရဲ့နဲ့မပြုစုမလှုပ်ကြွေးပဲပြစ်ထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသူယုတ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်။နတ်ပြည်ရောက်တာမရောက်တာအသာထားလူရည်လို့ဖြစ်လာပြီဆိုရင်သူယုတ်မာမဖြစ်ဖို့အတွက်မိဘနှစ်ပါးကိုလှုပ်ကြွေးရမယ်နော်။အခုဒီအဖွားကိုကြည့်လိုက်ပါအသက်80ရောက်တာတောင်မှမိဘကိုလှုပ်ကြွေးနေတော့နော်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒကာဒကာမတွေမိဘကိုပို့ပြီးတော့လှုပ်ကြွေးဖို့လိုတယ်။ဒါလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့မိဘနှစ်ပါးတက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်တက်ရှိထင်ရှားရှိနေသေးတဲ့မိဘနှစ်ပါးကိုပြုစုလုပ်ကြွေးကြပါလို့ပြောချင်ပါတယ်နော်။